ညမောင်မောင်တွင်မိုးသေးထန်စွာရွာသွန်းနေသဖြင့်လေပြင်းများကတစ်ပင်ကြီးများကိုတဝုံဝုံရိုက်ခတ်နေသည်ဘူးညံသည်သူ၏တပည့်ကျော်မောင်လာနှင့်အတူရွာအပြင်ဘက်ရှိဟောင်းနွမ်းနေသောအိမ်ကြီးတစ်အိမ်ထဲတွင်ခိုနားနေရသည်ထိုအိမ်ကြီး၏ဧကန်အလယ်တွင်ဖုန်တက်နေသောပကြီးကားတစ်ချက်ကနရံတွင်ချိတ်ဆွဲထားသည်ထိုပကြီးကားထဲ၌မိမပြိုတအုပ်ကလှပစွာပြုံးနေတော်လဲသူမ၏မျက်လုံးများကတစုံတရာကိုစိုက်ကြည့်နေတဲ့ကဲ့သို့ခံစားရစီသည်ဘူးညံကထိုပကြီးကားကိုမြင်ချင်းပင်တခုခုထူးခြားနေကြောင်းရိပ်မိလိုက်သည်မောင်လာကတော့ဤဆက်ဆက်အငွေအသက်များကြောင့်ချမ်းတုံနေပြီးပကြီးကားကိုကြည့်မိချိန်တွင်၎င်းကသူ့ကိုပြန်ကြည့်နေတယ်လို့ခံစားနေရသည်အင်ကြီးအတွင်း၌ဤဆက်သောလေထူးကပုံမူတိတာလာပြီးပကြီးကားထဲမှမိမပြူ၏အပြုံးကတဖြည်းဖြည်းပြောင်းလဲသွားကကြောက်မက်ဖွယ်ကောင်းသောအမှုအရာဖြစ်လာခဲ့သည်ဘူးညံကသူ၏ပတိကိုကြစ်ကြစ်ပါအောင်စုပ်ကင်လိုက်ရင်ပတ်ဝန်းကျင်ကိုတတိကြီးစွာထားလိုက်တော့သည်ရုတ်တရက်အခန်းတွင်းရှိဖျောင်းတိုင်မီးများကတဖြတ်ဖြတ်တုံရင်လာပြီးငိမ့်လူနီပါဖြစ်သွားသည်မောင်မင်းသည်ကြောက်လန့်တကြားဖြင့်ဘိုးညံ၏နှောက်သို့ကတ်လိုက်ကပကြီးကားကိုလက်ညှိုးထိုးပြလိုက်သည်ပကြီးကားထဲမှမိမပြူ၏လက်ချောင်းများကပကြီးကားဖောင်အပြင်ဘက်သို့တဖြည်းဖြည်းတိုးထွက်လာနေသည်ကိုမြင်လိုက်ရသည်ထိုလက်ချောင်းများကဖြူဖြော့ပြီးအသားအရည်များမှပုတ်ပွားနေသည်နှင့်အရည်ခွန်များလန်နေသည်အခန်းတွင်း၌ပုတ်စော်နံသောအနံ့ဆိုးတစ်ခုကချက်ချင်းပြန့်နှံ့သွားပြီးဤဆက်သောလီထုကလူကိုအနှစ်ထိုးတဲ့ကဲ့သို့ခံစားရစေသည်ဘူးညံကမောင်မင်းတတိထားဒါကယူးယူးတရေမဟုတ်ဘူးပကြီးကားထဲမှာအချုပ်ခံထားရတဲ့ဝိညာဉ်ဆိုးပဲဟုလေးနတ်တော့အတန်ဖြင့်ပြောလိုက်သည်ပကြီးကားထဲမှာအမျိုးသမီးသည်အပြင်းသို့တကူလုံးထွက်လာရန်ကြိုးစားနေပြီးသူမ၏ပါးစပ်မှလည်းမပီမပြင်းအော်ဟစ်တမ်းများထွက်ပေါ်လာသည်သူမ၏မျက်ဝန်းများမှာတူးကဲ့သို့နှီးရဲနေပြီးဘူးညံတို့ရှိရသို့တရွေ့ရွေ့တိုးကလာနေတော်သည်မိမပြို၏ခန္ဓာကိုယ်သည်ပကြီးကားချက်အတွင်းမှယုံထွက်လာရာတွင်အယိုးချင်းရိုက်တံကဲ့သို့တကြောက်ကြောက်မြည်ဟဲနေသည်သူမ၏စပင်ရှည်ကြီးများကကျမ်းပြင်ပေါ်သို့တရွတ်တိုက်ကျဆင်းလာပြီးအခန်းတစ်ခုလုံးကိုမောင်မိုက်သွားစေသည်မောင်မင်းမှာကြောက်လန့်လွန်းသဖြင့်အသက်ရှူပင်မှားနေစဉ်ဘိုးညံကလက်ထဲမှအဆောင်တစ်ခုကိုထုတ်ယူကဂါထာကိုခတ်တိုးတိုးရွတ်ဆိုလိုက်သည်ထိုအခါအဆောင်မှရွှေရောင်အလင်းတန်းများထွက်ပေါ်လာပြီးဝိညာဉ်ဆိုးကိုခိတ္တမြတန့်သွားစေသည်သို့တော့ဝိညာဉ်ဆိုးကအာမလျှော့ပဲစူးရှသောအော်ဟစ်တန်ကြီးဖြင့်တုံ့ပြန်လိုက်ရာအင်ကြီး၏ပြတင်းပေါက်မှန်များအစိတ်စိတ်အမွှားမွှားကွဲအပ်သွားတော်သည်သူမကဒီအိမ်မှာမတရားသဖြင့်တပ်ဖြတ်ခံခဲ့ရတာပဲဘိုးညံကရေယူရင်းအခြေအနေကိုတုံ့တက်လိုက်သည်ဝိညာဉ်ဆိုးသည်ပူမူဒေါသထွက်လာကသူမ၏လက်သေးရှိကြီးများဖြင့်ဘိုးညံကိုလှမ်း၍ကုတ်ဖိတ်ရန်ကြိုးစားလာပြီးအခန်းတွင်းရှိပရိဘောဂများမှလည်းအလိုအလျောက်လှုပ်ရှားလာတော်သည်ဝိညာဉ်ဆိုး၏လက်သေးများကဘိုးညံ၏အင်ကြီးစားကိုကုတ်ချစ်မိသွားပြီးလေတူထဲတွင်မိခိုးငွေကဲ့သို့အနက်ရောင်အငွေ့အသက်များကြံရစ်ခဲ့သည်ဘိုးညံသည်နောက်သို့အနှဲငယ်ဆုပ်လိုက်တော့လဲမျက်နှာပြစ်ချင်းမရှိဘဲတည်ငြိမ်စွာဖြင့်သူ၏လွယ်အိတ်အတွင်းမှအစီရင်ခံထားသောမြေခွက်လက်တစ်ခုကိုထုတ်ယူလိုက်သည်မောင်လှမာမှုကျမ်းပြင်ပေါ်တွင်ဝတ်ဆင်းနေရင်ဆရာကြီးမြဲမြဲလောက်ပါကျွန်တော်စီကိုသူကတ်လာပြီဟုတုံရီသောအတန်ဖြင့်အော်ဟစ်နေသည်ဝိညာဉ်မာသည်မောင်လှ၏ခြေထောက်ကိုဆွဲကန်ရန်လက်လှမ်းလိုက်စဉ်ဘိုးညံကလက်ထဲမှမြေစားကိုဝိညာဉ်ဆိုးထံသို့ပစ်ပေါက်လိုက်သည်မြေစားကဝိညာဉ်၏ကိုယ်ပေါ်သို့ထိမှန်သွားသောအခါမီးလောင်ကျွမ်းတဲ့ကဲ့သို့တဖြားဖြားတောက်လောင်သွားပြီးဝိညာဉ်ဆိုးမှနာကျင်စွာဖြင့်နောက်သို့လွင့်ထွက်သွားသည်ထိုအချိန်တွင်ပကြီးကားထဲမှနောက်ထပ်ထူးဆန်းသောအရာတစ်ခုပေါ်လာပြန်သည်၎င်းမှာလူသက်သမားတို့၏အရေးဖြစ်ပြီးဝိညာဉ်မကိုနောက်ွယ်မှနှိပ်စက်နေသည့်ပုံရိပ်များတရိပ်ရိပ်ပေါ်လာတော့သည်ထိုမြင်ကွင်းကြောင့်ဘိုးညံသည်ဖြစ်ရက်မှန်ကိုချက်ချင်းသဘောပေါက်သွားသည်ပကြီးကားထဲ၌မြုပ်နှံထားသည်မှာအမျိုးသမီး၏ဝိညာဉ်သားမကသူမကိုတပ်ဖြတ်ခဲ့သည့်လူသက်သမား၏ကျိန်စာပါကန့်ညှိနေခြင်းဖြစ်သည်ဝိညာဉ်မသည်နာကျင်စွာရုန်းကန်နေစဉ်လူသက်သမား၏အရေးမဲကြီးကပကြီးကားထဲမှထွက်ပေါ်လာပြီးသူမကိုပြန်လေဆွဲခေါ်ရန်ကြိုးစားနေသည်မောင်လှသည်ထိုကြောက်မက်ဖွယ်မြင်ကွင်းကိုကြည့်ရင်ကြက်သီးမွေးကြီးများထားလာသည်ဆရာကြီးသူတို့ကတယောက်နဲ့တယောက်တိုက်ခိုက်နေကြတာလားဟုမေးလိုက်ရာဘိုးညံကမဟုတ်ဘူးမောင်လှဒါကအညိုးအတေးတွေအချုပ်ခံထားရတာဟုပြန်ပြောလိုက်သည်လူသက်သမား၏အရေးမဲကြီးကပုံမူကြီးထွားလာပြီးအခန်းတစ်ခုလုံးကိုဖုံးလွှမ်းသွားကဤဆက်သောအငွေ့အသက်များကအယိုးသေးထိစိတ်ဝင်လာသည်ဘိုးညံသည်အချီနီကိုထိန်ချုပ်ရန်သူ၏လက်ကျန်အစွမ်းများကိုစုစည်းလိုက်ပြီး
နောက်ထပ်အစီရင်တစ်ခုအတွက်ပြင်ဆင်လိုက်တော့သည် ဘိုးညံသည်သူ၏ခါးကြားမှအစီရင်ခံထားသောတစ်သားတုတ်တို့ကိုထုတ်ယူကာမြေပြင်ပေါ်တွင်စဝိုင်းတစ်ခုကိုအမြန်ဆွဲလိုက်သည်ထိုစဝိုင်းအတွင်း၌မောင်မင်းကိုဝင်နေစေပြီးသူကိုယ်တိုင်မှမူအရေးမဲကြီးရှိရာသို့ရဲဝင်စွာတိုးကပ်သွားသည်လူသက်သမား၏အရေးမဲကြီးကဘိုးညံကိုမြင်သောအခါကြောက်မက်ဖွယ်ကောင်းသောဟိန်းဟောက်တန်ကြီးဖြင့်ခုံအုပ်လိုက်သည်သို့သောဘိုးညံကလက်ထဲမှပဒီးကိုမြှောက်လိုက်ရာပဒီးစေများမှတောက်ပသောအလင်းတန်းများထွက်ပေါ်လာပြီးအရေးမဲကြီးကိုအဝေးသို့တွန်းထုတ်လိုက်သည်ဝိညာဉ်မသည်ထိုအခွင့်အရေးကိုအသုံးချကာအရေးမဲကြီး၏လက်ထဲမှယုံထွက်ရန်ကြိုးစားနေသည်အခန်းအတွင်းရှိလေထုမှပိုမိုပြင်းထန်လာပြီးအရာအားလုံးသည်ဝဲကရက်တစ်ခုကဲ့သို့လဲပတ်နေတော့သည်ဘိုးညံသည်ဂါထာတော်ကိုအချိန်မြင့်၍ရွတ်ဆိုလိုက်ရာပကြီးကားချက်ကြီးမှတုံခါလာပြီးအကြောင်းများစတင်ထင်လာခဲ့သည်ဝိညာဉ်နှစ်ခုလုံးသည်ပကြီးကားထဲသို့ပြန်လေဆုပ်ယူခံရမည်အလားရုန်းကန်နေကြရတော့သည် ပကြီးကားကြီးမှာတဆဆကွဲအပ်လာတော့လဲအရေးမဲကြီးမှာအရှုံးမပေးပဲဘိုးညံကိုအညိုးတကြီးစိုက်ကြည့်နေသည်ထိုစဉ်ပကြီးကားထဲမှာသွေးကဲသို့หนีရဲသောအရေးများစီးကြလာပြီးကျမ်းပြင်တစ်ခုလုံးหนีရဲသွားတော့သည်မောင်လာမှာကြောက်လန့်တကြားဖြင့်စဝိုင်းထဲတွင်ကြုံကြုံလေးထိုင်နေရသည်ဘိုးညံသည်သူ၏လက်ဖွားကိုဓားငယ်ဖြင့်အနှင်းငယ်ချစ်လိုက်ပြီးသွေးဆက်အချို့ကိုအစီရင်ခံထားသောမြေပလင်းငယ်ထဲသို့ထည့်လိုက်သည်ဒီအညိုးတွေကိုအဆုံးသတ်ရမယ့်အချိန်ရောက်ပြီဟူဘိုးညံကကြွေးကြော်လိုက်သည်ထိုသူ၏ရောထားသောမြေပလင်းကိုပကြီးကား၏အလဲပဟိုသို့တဲ့တဲ့ပြစ်ပေါက်လိုက်ရာပြင်းထန်သောပောက်ကွဲတံကြီးထွက်ပေါ်လာသည်အခန်းတစ်ခုလုံးတုန်ခါသွားပြီးအဖြူရောင်အလင်းတန်းတစ်ခုကမောင်မိုက်နေသောအငွေ့အသက်များကိုထိုးခွဲလိုက်သည်ဝိညာဉ်မ၏ငိုရှိုက်တန်နှင့်အရေးမေးကြီး၏နားချင်းစွာအော်ဟစ်တန်တို့မှလီထဲတွင်ရောထွေးသွားတော့သည် အလင်းတန်းများငြိမ်သက်သွားချိန်တွင်အခန်းအတွင်း၌ထူးဆန်းသောတိတ်ဆိတ်မှုတစ်ခုစိုးမိုးသွားသည်ပကြီးကားချက်မှာအစိတ်စိတ်အမွှာမွှာကွဲအပ်လျက်ကျမ်းပြင်ပေါ်သို့ပြုတ်ကျနေပြီး၎င်းထဲမှထွက်ပေါ်နေသောအငွေ့အသက်များမှလည်းတဖြည်းဖြည်းမှိမ့်မိန်သွားသည်သို့သောဝိညာဉ်မသည်ပျောက်ကွယ်မသွားသေးပဲဘိုးညံ၏ရှေ့တွင်မှိန်ပြပြပုံရိပ်အဖြစ်ရပ်နေဆဲဖြစ်သည်ထူမ၏မျက်နှာမှာရခင်ကားကဲ့သို့ကြောက်မက်ဖွယ်မဟုတ်တော့ပဲဝမ်းနည်းကြေကွဲနေသည့်အရေးအယောင်များသာရှိတော်သည်ထူမသည်ဘိုးညံကိုကျေးဇူးတင်သည့်အလားဦးညွတ်လိုက်ပြီးတစုံတစ်ခုကိုလက်ညှိုးထိုးပြလိုက်သည်ထူမညွန်ပြသည့်နေရာမှာပကြီးကားချိတ်ထားသည့်နံရံနောက်ွယ်မှာလျှို့ဝှက်အကန့်တစ်ခုဖြစ်နေသည်မောင်လှသည်ဘိုးညံ၏ခွင့်ပြုချက်ဖြင့်ထိုနေရာကိုတွားရောက်စစ်ဆေးကြည့်ရာဖုံထူနေသောတစ်တာငယ်လေးတစ်လုံးကိုတွေ့ရှိခဲ့သည်ထိုတစ်တာထဲတွင်ဘာများရှိနေသနည်းဆိုသည်ကိုသိချင်စိတ်ဖြင့်ထူနှစ်ဦးစလုံးစိတ်လှုပ်ရှားသွားကြတော့သည်မောင်မင်းသည်တစ်တာငယ်ကိုဂယုတစိုက်ဖွင့်ကြည့်လိုက်ရာအတွဲ၌ဟောင်းနွဲနေသောဒိုင်ရီစာအုပ်တစ်အုပ်နှင့်ရွှေတဲ့အချို့ကိုတွေ့ရှိရသည်ထိုစာအုပ်ထဲတွင်တပ်ဖြတ်ခံခဲ့ရသောမိန်းမပြူ၏ဝမ်းနည်းဖွယ်အဖြစ်အပျက်များကိုရေးသားထားပြီးထူမကိုတတ်ခဲ့သူမှာထိုခေတ်ကအာဏာရှိသူတဦးဖြစ်ကြောင်းသိလိုက်ရသည်ဘိုးညံကထိုစာအုပ်ကိုကင်မြောက်လိုက်ပြီးသူမလိုချင်တာကတရားမျှတမှုပဲဟုပြောလိုက်သည်ထိုစကားအဆုံးတွင်ဝိညာဉ်မ၏ပုံရိပ်သည်အလင်းဆက်များအဖြစ်ပြောင်းလဲသွားပြီးပြုံးရွှင်စွာဖြင့်ကောင်းကင်သို့လွင့်ပြန်သွားတော့သည်အိမ်ကြီးအတွင်းရှိအေးဆက်သောခန်းစားချက်များကိုယ်ပြောက်သွားကနွေးထွေးသောလေထုကပြန်လေဝင်ရောက်လာသည်သို့သောလူသက်သမား၏အရေးမေးကြီးမှမူပကြီးကားအပိုင်းအစများအကြတွင်ငရေးမိကဲ့သို့ကြံရစ်နေခဲ့သည်ဘိုးညံနှင့်မောင်လှတို့သည်အမှုမှန်ကိုဖော်ထုတ်ရန်အတွက်ထိုအထောက်အထားများကိုတင်စီကာအိမ်ကြီးထဲမှထွက်ခွာလာကြတော့သည်အိမ်အိုကြီးမှထွက်ခွာလာစဉ်မောင်လှသည်နောက်သို့တစ်ချက်လှည့်ကြည့်မိသည်အိမ်ကြီးသည်ရခင်ကကဲ့သို့ခြောက်ချားွယ်မကောင်းတော့ပဲငြိမ်သက်နေသည်ဘိုးညံကမောင်လှဒီလောကမှာအညိုးအတေးဆိုတာအင်မတန်ကြောက်ဖို့ကောင်းတယ်ဒါပေမဲ့အမှန်တရားကအမြဲတမ်းအနိုင်ရစမြဲပဲဟုဆုံးမစကားဆိုလိုက်သည်လမ်းတစ်လျှောက်တွင်သူတို့နှစ်ဦးသည်ထိုမိန်းမပြို၏ဝိညာဉ်လွတ်မြောက်သွားခြင်းအတွက်စိတ်အေးသွားကြသည်နောက်တစ်နေ့တွင်ဘိုးညံသည်တပ်ဆိုင်ရာအာဏာပိုင်များထံထိုဒိုင်ယာရီကိုအနှံကနှစ်ပေါင်းများစွာဖုံးကွယ်ထားခဲ့သောလူတပ်မှုကိုဖော်ထုတ်ပေးခဲ့သည်ပကြီးကားထဲကတရေအဖြစ်လူသိများခဲ့သောအိမ်အိုကြီးမှလည်းယခုအခါအေးချမ်းစွာတည်ရှိနေတော်သည်ဘိုးညံနှင့်မောင်လှတို့သည်လည်းနောက်ထပ်ဟျူဝစမ်းကျေသောစွန်စားခန်းတစ်များစီသို့ခရီးဆက်ရန်ပြင်ဆင်လိုက်ကြတော့သည်ပကြီးကားထဲကမိန်းမပြို၏အပြုံးသည်ဘိုးညံ၏စိတ်ထဲတွင်ဂျေနပ်ဖွယ်ရာပုံရိပ်တစ်ခုအဖြစ်ထာဝရကြံရင့်နေခဲ့ပြီတော်သည်